Newcastle United ရဲ့ကွင်းလယ်တိုက်ဆက်ကစားသမားဖြစ်တဲ့အန်တိုနီခေါ်ရန်ကိုဘာစီလိုနာတို့ဒါတန်80ပေးပြီးတော့ခေါ်ယူဖို့အတွက်သဘောတူညီမှုတွေလည်းရရှိနေပြီလို့ကျွန်တော်ကြားသိရပါတယ်ဒါဟာကျွန်တော်တို့ဘာစီလိုနာရဲ့လုံးရဲ့မှန်လားမမှန်လားဆိုတာကိုကျွန်တော်တို့တစ်ချက်ဆွေးနွေးသုံးသပ်ကြတာပေါ့နော်အားလုံးပဲမင်္ဂလာပါအဲဒီဆယ်ဖော်ပေါ်လိုက်ကနေကျွန်တော်ညီကိုတွေကိုကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ transfer new လေးတွေကိုတစ်ချက်ပြောချင်ပါတယ်ဘာစီလိုနာတော့အခုလောလောဆယ်ဒီအန်တိုနီခေါ်ရန်ကိုခေါ်ပြီးတော့ကျွန်တော်ကတော့ market rashford နေရာမှာအစားထိုးမဲ့အလားအလာကိုမြင်ရပါတယ်သူတို့အနေနဲ့ဒီလောက်ရက်ကကျွန်တော်ကတော့ဒါမကန်မှုလို့ထင်တယ်ဘာလို့လဲဆိုတော့မှန်ကန်မှုမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ market rashford ဆိုတာအခုရာသီမှာသူ့အနေနဲ့ tight တဲ့လျောက်ဒါဂိုးတွေတွင်းပေးတယ် free kick တရားတွေလည်းဂိုးတွေတွင်းပေးတယ်ဒါဒီလိုကစားသမားကိုတန်း30လောက်ပေးရမှာကိုအတင်းဖြစ်နေပြီးတော့အခုလိုဒီ Newcastle ရဲ့ကစားသမားအန်တိုနီခေါ်ရန်ကိုတန်း80အထိတောင်မှပေးပြီးတော့ခေါ်မဲ့အနေထားမျိုးတွေရှိနေပြီဒါကကျွန်တော်ကတော့ market rashford အပေါ်လေးစားမှုမရှိဘူးလို့ကျွန်တော်ကတော့ခံစားမိရဘာလို့လဲဆိုတော့ဒီ market rashford အနေနဲ့ကဒီသူတို့ရဲ့မဟာပြိုင်မဲ့ဒါ Real Madrid ကိုလည်းဂိုးတွေတွင်းပေးတယ်ဒီအချက်နဲ့သူတို့အနေနဲ့ဘာဆိုတော့တန်း30လောက်ကို Manchester United ကိုအပြီးပေးချေပြီးတော့ခေါ်လို့ရတဲ့အနေထားမျိုးဒါဟိုတော့မှသူတို့အနေနဲ့ဒါဟိုရွှေ့ဒီရွှေ့လုံနေတဲ့အနေထားမျိုးမှာဒါ market rashford အတွက်လည်းဒါမကောင်းဘူးသူ့နေရာအတွက်လည်းအန်တိုနီခေါ်ရန်ဒါအထိုင်လည်းမကြပါလည်းမဟုတ်သေးဘူးအန်တိုနီရဲ့ခေါ်ရန်ရဲ့ဒါခြေသွမ်းကကောင်းမွန်တယ်ဒါပေမဲ့တန်း80လောက်ထိတန်မမလားပေါ့နော်ကျွန်တော်ကတော့အဲ့လောက်ကြီးထိကောင်းတဲ့ကစားသမားမဟုတ်ဘူးလို့လည်းမြင်မိရဒါတန်း80တန်လောက်အောင်လည်းခြေစွမ်းတွေပြဖို့လိုအပ်သေးတယ်လို့ကျွန်တော်တို့မြင်မိရဒါဘာစီလိုနာတို့ဒီလိုခေါ်ယူမှုကတော်တော်လေးကိုစွန့်စားတဲ့ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ကျွန်တော်လည်းမြင်မိရပြီး market rashford ကိုလည်းကျွန်တော်ကတော့ဘာစီလိုနာမှာပဲထက်ပြီးတော့မြင်ချင်တယ်ဒါဒီအန်တိုနီခေါ်ရန်နာရောက်လာမယ်ဆိုရင်တော့ market rashford လည်းပျောက်သွားနိုင်တယ်သူလည်းတစ်ခုကိုစဉ်းစားရလိမ့်မယ်ဘာလို့လဲဆိုတော့ကိုယ့်ကိုလေးစားမှုမရှိတဲ့အသင်းမှာတော့ကျွန်တော်ဆိုရင်တော့အဲ့အသင်းမှာဆက်ပြီးတော့နေစရာအကြောင်းလည်းမရှိဘူးပေါ့နော်တခြားအသင်းမှာလိုက်ရှာမယ်ဒါမှမဟုတ်ရင်တော့ Manchester United မှာနေရာတနေရာပြန်လည်ရဖို့အတွက်အစွမ်းကုန်ကြိုးစားသွားမှာပေါ့နော်ဒါကတော့ဒီ Barcelona တို့ဒီ transfer မှာဒါပထမဆုံးသူတို့အနေနဲ့ကစားသမားနဲ့လည်းသဘောတူညီမှုရခဲ့ပြီးတန်း80နဲ့ဒါ agreement နေဖြစ်တော့မဲ့အနေထားမျိုးမှာရှိရပေါ့နော်ဒါကတော့အန်တိုနီခေါ်ရန်ရောဘာစီလိုနာမှာရောက်ရင်ဘယ်လိုတွေခြေသွမ်းနေကြည့်ရမလဲဆိုတာတော့စောင့်ကြည့်ရမယ်ပေါ့နော်ဒါကတော့အားလုံးကျေးဇူးတင်ပါတယ်ဒါအခုလက်ရှိဒါ transfer new လေးတွေကိုကျွန်တော်အနေနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးခွတ်လက်ပါ